ဟာခုံလိုက်ပြီနောက်တင်ရှေ့ရောက်သွားပြီဘလို့ကြီးတို့ဟာလာကွာငါးတွေလိုက်ကြည့်ရမယ်လေလူကြီးတွေကိုပြန်ပြောပြရအောင်စွန်းတော်ပြုတ်ဟာမိုးတောင်တော်လင်းလို့ရွာဦးเจ้าကအုံပေါင်းခောက်တန်တောင်မှမကြားလိုက်ပဲအိတ်နေမိပါလားအေးအပြန်ထားမှာဘာကြီးမိုးတယောက်ကိုလဲတန့်စင်ပြီးတော့စွတ်ချက်ဖို့ပြင်ဆင်လေတော့သည်နွားစာလုံးလောက်ရှိရလားကြည့်ဦးမအော်တော်ပါသေးရဲ့တမြန်နီးကရွာထဲကလူပြိုကြီးကိုနွားစာတွေလာဆင်းပေးသွားလို့တာတို့မမင်းကြီးသားကျမ်းမာပါစေချမ်းသာပါစေကွယ်နနေ့9နာရီခွဲချိန်၌ဘာကြီးမိုးတယောက်စွန့်ရင်ပို့ရင်ချက်ပြုတ်ပြင်ဆင်ပြီးတော့ရွာဦးเจ้าကိုထွက်လာလိုက်သည်ဟာဘိုင်းမို့စွန့်ခွင့်ကြတာမမိလိုက်ဘူးတင်နေအခုမှရွာဦးเจ้าကိုသွားရမှာလားတော့ဟုတ်ပါဟေးဒီနေ့ဘာကြီးမို့လင်းအားကြီးမှကြပြကြရနိုးတယ်ကွယ်ဆရာတော်စွန့်လေးမီအခုမှသွားဖို့မလို့ကွယ်ဟုတ်ကဲ့ပါဘာကြီးမို့ဂီယူဆိုင်ပြီးလဲသွားအောင်နော်အေးကွယ်အေးဘာကြီးမိုးတယောက်ရွာဦးเจ้า၌ဆရာတော်နှင့်စကားပြောနေစမှာကြပွေးတက်ပုနှင့်ခွားရှည်တို့ရောက်လာကြသည်ဟာတက်ပုတို့တငယ်ချင်း3ယောက်ပါလားစွန်းလာကက်ကြတာလားကွတင်မားဗျာဒီနေ့တပည့်တော်တို့အမေတွေမြို့တက်ဈေးသွားဝယ်ကြမှာမလို့တပည့်တော်တို့ကိုလှုပ်လိုက်တာပါဗျာအိမ်ကွယ်တာတို့အခုလိုဖျားတရားတန်ခါကိုကိုးကွယ်စီးကက်တော်ကြိုးကြောင့်ဘုန်းကြီးပါစေတက်ရှိပါစေဗျာတင်မားဗျာပေးရစုနဲ့ပြည့်ပြရစေဗျာဒါဆိုတပည့်တော်တို့ပြန်လိုက်ပါအောင်မယ်ဗျာကျပွေးတို့ဖွဲ့နဲ့ဘာကြီးမို့လဲဆရာတော်ကိုကြော့ပြီးចောင်းဖောက်ဝတို့ထွက်လာခဲ့လိုက်ကြသည်ဟာဟဲ့အောင်လေငါတို့ဖက်တွေမရှိတော့ဘူးကွဟေးအိုကွယ်အခြားနေရာများရွှေ့လိုက်ကြသလားကွကြည့်ပါအောင်ကွဘာကြီးမို့ဒီခုံတန်းလေးမှာစောင့်နေမယ်သွားရှာကြကြရောဟုတ်ဘာကြီးမို့ကျပွေးတို့3ယောက်သာဖုန်ကြီးကျောင်းဝင်းနဲ့ဖက်နဲ့လိုက်ရှာကြတော့တယ်တကြားလုံးရှာခဲ့ပြီဗျဘာကြီးမို့မတွေ့ခဲ့ဘူးဗျကိုရိုရီနားနေဆောင်လဲလှည့်ရှာကြည့်ခဲ့သေးတယ်မတွေ့ဘူးဗျို့ဟေးဟုတ်စထိုချိန်ရွာဘက်မှကျောင်းကိုပြန်လာတဲ့ကပိယာကြီးရောက်လာပြီဟွေကျဝိတို့3ပေါ်ဟာဘာကြီးမို့လဲရောက်နေရလားဘာကြီးတီတို့ပြောနေကြရတော့ဗျတီတို့မဟုတ်ဘူးကွကျုပ်တို့ဖက်တွေဒီနေရာမှာချုပ်ခဲ့တာအကုန်မရှိတော့လို့ကွတဲ့ဒီတခိုးအတင်ရဲလာကြည်လားကပ္ပယာကြီးကတိနေတယ်အေးကွတိတယ်ငါရဲ့ဖက်လည်းပျောက်တယ်ကွတခါပဲဆိုတော့တယောက်ယောက်များမှားစီးမိရထင်လိုက်တာနောက်ရက်ကျကျောင်းကိုလာတဲ့သူတွေရဲ့ဖက်နဲ့တဲ့ခက်လက်ကောင်းတာတွေဆိုရင်ပျောက်သွားတော့ငါလည်းဒီတခိုးလက်ပုလက်ချက်ဖမ်းရမယ်ဆိုပြီးတော့စောင့်သေးတယ်မမိဘူးကွဒါနဲ့ဆရာတော်ရောတိလားကွပေးတော့မတိထားဘူးဗျကျုပ်ဘာသာဖမ်းမယ်ဆိုပြီးတော့လှုပ်ထားတာပျောက်တဲ့အရန်တွေကမနှဲတော့ဘူးမကြခင်တော့ဆရာတော်ကြီးကိုအတိပေးမှရတော့မယ်ဗျငါဖက်နဲ့တက်လီတော့ပါသွားပါပြီကွာဒီလိုနဲ့ဘာကြီးမိုးနဲ့ကျပွေးတို့လည်းနေမမိခင်အိမ်ကိုအမြန်ပြန်လာခဲ့ကြရတယ်ကျပွေးတို့ကတော့ဖက်နဲ့တခိုးဘသူလဲဆိုတာဖော်ထုတ်ဖို့တိုင်ပင်ကြတာပေါ့မနေ့ခင်းရွာရဲလမ်းလျှောက်လာတဲ့ဒေါ်ဘူးမသမီးမာကြီးအသေးလေးနဲ့တွေ့တော့ခွာရှီယာဟာမာကြီးသေးလေးလောနဲ့ဘာရီအလင်းလုံးနေရတော့ဗျတားတို့ကိုတောင်မှမမြင်ဘူးအေးခွာရှီရေငါတို့အိမ်တန်းရှိညပိုင်းရအိမ်တိုင်းဖက်နဲ့တင်မိုးလင်းတို့တော့မရှိချတော့လို့ရဟိဗျာအဲ့ဒါတကြီးကိုသွားပြောပြဖို့ငါမေလို့အခုစီးလာတဲ့ဖက်နဲ့တောင်မှအိမ်နောက်ဖေးစီးတွင်းဟာမလို့မပါဘဲနဲ့စီးလာရတာဟဲ့ဟုတ်ပြီမာကြီးသေးလေးကျွန်တော်တို့လည်းဒီကိစ္စအဆမရှာများဖြစ်နေတာဒီလူကအခုရွာတန်းအိမ်နေထိပါရောက်လာပြီပါကောသွားလိုက်အောင်မေဟိဟုတ်ဒီကိစ္စကတော့ငါတို့ရှာလို့မလွယ်ဘူးထင်တယ်ငါကောင်းတို့ရမေဘလို့တွေးလို့လဲပြောပါအောင်ငါတို့ရာတဲ့အကြတာစအကုန်တည်းရဲ့ကိုချက်ကြီးစီသွားမိတ်ကြမယ်လေကွာသူ့ကိုပြောပြပြီးတော့လူကြီးတယောက်ပါတော့ငါတို့တွေရှားဖွေရတာလွဲကူတာပေါ့ကွာအေးငါလည်းအဲ့လိုတွေးတော့မလို့ကွာဟင်းမင်းကလည်းပြီးမှာပဲဒီလိုနဲ့ကျဝဲတို့3ယောက်ကိုချက်ကြီးစီကိုရွာလန်းတဲလျှောက်လာလိုက်တော့တယ်ကိုချက်ကြီးစီကိုရောက်တော့ကိုချက်ကြီးနဲ့ကိုကြီးမိုးကျော်တို့အတူထိုင်းနေတာကိုတွေ့လိုက်ကြရတယ်ဟာအလုတ်စုံတော်ကြီးတို့ဖွဲ့ပါလားလာထိုင်ကြအောင်ကွာငါရင်နှွေးချက်နဲ့အဖြေုံသွားယူခဲ့မယ်
ဟာမလုပ်ပါနဲ့ကြာအားနာစရာတွေဟဲဟဲဟဲကဲလာပါကွာမင်းတို့ကောင်တွေကအားနာရမယ့်သူတွေကြလို့စိုးစမ်းမအောင်ကျဝေးတို့လည်းဖြစ်ချောင်းကုန်စင်ပြောပြလိုက်တော့တယ်ဒီကိစ္စဆိုအခုပဲမင်းတို့ကိုကြီးမိုးကျော်ငါလာပြောပြနေတာဟိငါတို့လည်းဒီဖက်နဲ့ပြောတဲ့ကိစ္စစဉ်းစားနေကြတာဒီလိုဆိုဖက်နဲ့တကူကတို့ရွာတွေကအိမ်နေထိပါဝင်နိုင်နေကွာမပေါ့ဘူးဗျဒီအကြောင်းကတရွာလုံးတော့ပြက်လောက်ပြီးဗျအခုတည်းမဲ့မာကြီးသေးလေးတကြီးစီကိုသွားပြောပြီးမလို့ခဏဆိုတရွာလုံးကြွညာလောက်ပြီးဒါဆိုရင်တော့တို့တရွာလုံးရေးကိစ္စပူပေါင်းပြီးတော့ဒီငတက်ပြားကိုအမိဖမ်းအောင်ဟိဒီညပဲစမယ်ညရောက်တော့မနေ့ကအားလုံးတိုင်မြင်ထားတဲ့အတိုင်းရွာလဲရှိပဲအနောက်ဘက်မြင်နိုင်တဲ့တစ်ပင်တွေပေါ်မှာတယောက်တနေရာစီနေပြီးတခိုးဖမ်းဖို့အတွက်နေရာယူကြတော့တယ်။ကျပွေးတို့၃ယောက်ကတော့၃ယောက်တပင်နေလိုက်ကြတယ်။တခုခုဆိုအဝေးကနေလှမ်းပစ်လို့ရအောင်လေးခွရဲ့အတန်ပေးလို့ရအောင်ဝီစီရဲ့ကိုစီကင်ထားကြတယ်။ဟဲ့အောင်လေငါတို့ဒီတခိုးကိုအမိဖမ်းနိုင်မယ်လို့ရှုံနေကွာ။အေးအမိဖမ်းနိုင်ပြီပဲထားပါအောင်ကွာ။အဲ့တခိုးကိုပြီးရင်ဘာလို့ကြမလို့မသိဘူးနော်။ဟာကွာတကြီးလက်ထဲဖမ်းပြီးအပ်မှာပေါ့ကွာ။အဲ့ကြတကြီးကမြို့ရဲ့ရဲစခန်းကိုကြောင်းကြားပြီးတော့ရက်လက်အမှာပေါ့ကွာဒါလေးတော့မသိဘူးလားအေးလေရှ်ဟဲ့ကောင်နေဟိုမှာလူရိတ်ကွာတိတိနေဘာလုပ်နေလဲကြည့်တာဟာဖက်နဲ့တွေသူ့ပါလိုက်အိတ်ကြီးရဲ့ထဲနေပြီကွာဟာခုံလိုက်ပြီနောက်တရင်ရှေ့ရောက်သွားပြီဘလို့ကြီးတော့ဟာလာကွာငါတို့လိုက်ကြည့်ရမယ်လေလူကြီးတွေကိုပြန်ပြောပြရအောင်ငါစွမ်းကြောင်ဒီကောင်နေငါမိဖို့ဝေးတော့ကွာဟင်ဟိုတခုအရန်လိမ့်နေကွာဘာဆွေးတွေများစားထားလဲမသိဘူးကွာဟေးအောင်လေတခိုးတွေ့လားတွေ့လိုက်တယ်ကိုကြီးမိုးကျော်ကြီးတခိုးကအဝေးကြီးလဲခုံနိုင်တယ်ပြေးရလဲမြန်မမြန်လှစ်ခနဲ့ပဲအစွမ်းတစ်ခုခုရှိရထင်တယ်ဒါဆိုငါတို့ကြည့်ပဲဒီတာဝန်မထမ်းနိုင်လိုက်ဘူးကွာမိုးကျော်ဆရာတော်နဲ့တကြီးတို့ကိုဒီကြောင်ပြောပြတိုင်မရမယ်ဒါဖြင့်မနဲ့လင်းရောင်ထွက်လို့ရှင်တကြီးကိုခေါ်ပြီးတော့ရောင်းကြောင်သွားကြတာပေါ့ကွာအခုတော့အချိန်ရတော့လေးအိမ်ပြန်မေးစို့မနဲ့တို့ရောက်တော့ခါဇဝေးတို့အုပ်စုနဲ့တကြီးရဲ့ကိုကြီးမိုးကျော်ကိုချက်ကြီးတို့ရွာဦးကျောင်းစီကိုရှောက်ပြီးဆရာတော်ကိုညကဖြစ်ပျက်ကိုရှောက်တင်ကြတယ်ဒီကိစ္စပုံမှန်ဖမ်းဖို့တော့မလွယ်ပေမဲ့ကျုပ်စီမှာကျုပ်ဖခင်ကြီးအမွေပေးခဲ့တဲ့စွမ်းတက်တလုံးတွေရှိရဲ့ဒီတကောကထူးဆန်းတဲ့အတက်တွေရှိနေတော့သူ့ကိုဖုံးကြီးတလုံးနဲ့စိန်ထားတဲ့ရှင်နဲ့ပိုက်ကုံကိုစိန်ပြီးတော့အပိုက်ကုံနဲ့အုပ်ပြီးဖမ်းချမှဖြစ်မယ်ကွတင်မဗျာဒီကိစ္စကိုအခုညပဲဖြေရှင်းလိုက်ပါမယ်ဗျာဟဲ့အောင်နေတလုံးရင်နဲ့စိန်ထားတဲ့ပိုက်ကုံအုပ်ပြီးဖမ်းပါတယ်ကွာမထူးဆန်းဘူးလားကွာငါတော့မြင်ချင်လာပြီညကြမြင်ရမှာပေါ့ကွာသိချားကိုကြည့်အောင်ပါအဲ့လိုနေညတကောင်မှာဇဝေးတို့အုပ်စုလေအပင်မော်တက်ပြီးတခိုးလာစောင့်နေလိုက်ကြတယ်နေလေတွေကဆရာတော်ကြီးပေးတဲ့တလုံးရင်နဲ့ပိုက်ကုံစီစဉ်ထားကြပြီလေဒီတခိုးလာအောင်ပေါ့ကွာငါဖက်နဲ့တဲလေးဖမ်းပြီးတော့မှပြန်တောင်းရမယ်ဒီချိန်တခိုးကဖက်နဲ့တီခိုးဖို့ရောက်လာတော့တယ်ဒီရင်ရှိမှဖက်နဲ့တီများကြီးပဲပေါ့တာပဲအမြန်ထင်းမှထို့ချိန်အိမ်တွင်းမှာအတန်ကြတော့ခုံတက်မယ်ဟန်ပြင်အတန်လုံလုံနဲ့စောင့်နေတဲ့ကိုကြီးမိုးကျော်တို့ဖေကရားဆိုပြီးတော့အတန်ပြိုင်အော်ကပိုက်ကုံနဲ့အုပ်လိုက်ကြတယ်ငါဟဲ့ဘာကြဟာခုံးလို့လည်းမရတော့ဘူးတေးပြီစရာခမရအစွမ်းနေထုံမနေနဲ့တော့ကျုပ်တို့ဆွမ်းအောင်ရှင်းနိုင်မှာမဟုတ်ဘူးဆရာတော်ဓလုံးစွမ်းမှာဗျကိုချက်ကြီးอ่ะအော်အေးကဲကျုပ်တို့နဲ့လိုက်ခဲ့ပေးပါအောင်ဆွမ်းအားရှင်ကြီးဗျမနေ့မှရွာလူကြီးတို့ဆရာတော်တို့အမေကိုနာခံပြီးတော့လှုပ်ရှားရှိရာဆက်ဆောင်ရမှာမို့ပါတခိုးလေးမချစ်တေကဲနဲ့ရွာကလာသားများခေါ်ရတော့လိုက်ပါသွားလေတော့သည်